ဟိုဒီလိုဖေဖေကသူ့ရဲ့ကိုယ်တိုင်ရေးအထုပ်ပတ်တီဆိုတာရေးခဲ့တယ်ဗျနော်အခုနခမားပြောတဲ့ရန်ကုန်အစိုးရခေတ်မှာဖေဖေပဲဝင်ပြီးတော့တိုက်ခဲ့တာဖြစ်တယ်လေနော်အင်းစိန်တိုက်ပွဲဆိုတာဖေဖေတိုက်ခဲ့တဲ့တိုက်ပွဲပဲအဲ့တော့ကတော့ဖေဖေကဒီလိုပြောဘူးတဲ့ဗျအဖေတို့ကအစိုးရထင်တာ KNDO တွေကိုအင်္ဂလိပ်ကမြှောက်ပေးထားတာပေါ့နော်အင်္ဂလိပ်ကမြှောက်ပေးထားတာဖြစ်တယ်ဒါကြောင့်မလို့နော်ဒါဟိုတိုင်းပြည်ကြီးကိုပြိုကွက်အဲ့တော့ကလည်း KNDO ကသူကကရင်ခွဲထွက်ခွင့်တောင်းတဲ့အဖွဲ့အစည်းဖြစ်တာနော် KNDO ကအဲ့တော့ဒီတိုင်းပြည်တော်စုကြီးမပြိုကွဲရေးပေါ့ဗျာသူတို့စစ်တပ်ကအဲ့ဒါကြောင့်မလို့အဖေကတိုက်ခဲ့တာနော် KNDO တွေကိုအဖေကောင်းကောင်းတိုက်ခဲ့တယ်ဒါပေမဲ့ခုနခမည်းပြောသလိုပဲဒီကာလမှာပဲဘိုနီဝင်းကနော်နိုင်ငံတကာကိုလှည့်ပြီးလက်နက်တွေတောင်းတဲ့အခါမှာအိန္ဒိယတို့အင်္ဂလန်တို့ကလက်နက်တွေသူ့ကိုပုံပေးလိုက်တယ်အဲ့မှာအဖေကသဘောအင်္ဂလိပ်ကအရေးအကြောင်းကြတော့နော်တကယ်သူကူညီမှာကဒီလူမျိုးကြီးဗမာတွေကိုပဲကူညီမှာကရင်တွေကိုတမင်တက်တဲ့ဒီဗမာတွေတိုင်းပြည်မတီထောင်နိုင်အောင်လို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်လို့ဒါကရင်တွေကိုမြှောက်ပေးတာဖြစ်တယ်ကရင်တွေလွတ်လပ်ဖို့မဟုတ်ဘူးဆိုပြီးအဲ့မှာအဖေသဘောပေါက်တယ်လို့ပြောဘူးတယ်နော်အဲ့တော့ဖေဖေကအခုနောက်ပိုင်းဟိုကရင်တွေကဟိုတချို့ဖဒိုမန်းရှာတို့ဘာလို့ပန်းဆန်းရောက်ဘူးတယ်ဗျလာတဲ့အခါမှာဖေဖေကပြောမေးတယ်ခမည်းတော်ကိုတဲ့အင်္ဂလိပ်တွေကတကယ်ပဲလွတ်လပ်ရေးပေးမယ်လို့ယုံလို့လားလို့မေးတယ်အဲ့တော့ကဥဖဒိုမန်းရှာကလည်းပြောရှာတယ်ကျွန်တော်တို့သဘောပေါက်ပါပြီတဲ့အခုလဲနောက်ဆုံးသူဆုံးခါနီးမှာပြောတဲ့စကားတစ်ခုရှိသေးတယ်ဟုတ်ကဲ့ပေါ်ကြနေပြီဟုတ်ဟိုဒီမိုကရေစီအလင်းရောင်အောက်မှာမနေနိုင်သူများဟာဘယ်တော့မှဒီမိုကရေစီမပေးဘူးတဲ့